ဇလန်လေးရစမှာပဲအသက်40နာကနေလူတယောက်ကကောင်းမလေးကိုကဲတင်နဲ့ဆုံးမသွားခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲသူလက်ရတော့ကောင်းလေးတယောက်ခန္ဓာကိုယ်ထဲမှာပြောင်းဝင်စားနေဆိုတာပဲဖြစ်ပါတယ်သူမိဘနှစ်ပါးကတော့တားလို့မလို့ဆိုပြီးပြင်အောင်ပြောနေကြပါတယ်အဲ့ဒီအချိန်မှာပဲကောင်းလေးကဆောက်တွားနေကြပါပြီးကောင်းလေးတယောက်ကတော့ချောင်းကြည့်နေခဲ့ပါတယ်ကောင်းလေးကတော့လေးဘက်တောင်းနေပါပြီးရိုးထဲပါဝင်ကြီးဆော့နေပါလေတဲ့အဲ့ဒီအချိန်မှာတော့သူအကြိုက်ဆုံးအရာတော့အတွင်းခံနေပဲဖြစ်ပါသူအကြိုက်ဆုံးအရာတွေရဲ့ပိုင်စင်ကတော့အိမ်မလေးပဲဖြစ်ပါတယ်ထိုးချိန်မှာပဲသူ့မိရသူ့ကိုပွေ့ချီပြီးအိမ်မလေးကိုသူကပြင်းပြုံးကြီးနဲ့လူရုံမပြုံးကြီးနဲ့တက်ကြည့်နေခဲ့ပါတယ်အိမ်မလေးကတော့မလုံးမလဲဖြစ်ပြီးဆက်နေခဲ့ပါတယ်သူကတော့သူ့ဖေဓာတ်ရည်လေးချင်းနေတာကိုချောင်းပြီးတော့ကိုကြည့်နေပါတယ်ထိုးချိန်မှာပဲသူကချော်လဲပြီးသူ့မိရတယ်ပွေ့ချီပြီးသူသားလေးနောင်ဝလာလို့မေးနေခဲ့ပါတယ်သူသားလေးရလည်းချွဲပြီးနားတဲ့ပုံစံမျိုးလုံးနေတာကြောင့်သူ့မိရသူ့ဘောမှာမော်စန်းတုံးဝေးပြီးခုပေးလိုက်ပါတယ်ထိုးချိန်မှာပဲသူ့အနာဟာတမြောက်သွားတဲ့ဆိုတာနဲ့သူဒီကပါမှာမော်စန်းတွေပဲတုံးလို့ရတဲ့ဆိုတာတီးလိုက်ရပါတယ်အဲကြောင့်မို့သူကအံ့ဩပြီးမော်စန်းတွေကိုလေးလာလို့စိတ်ထမတွေးနေခဲ့ပါတယ်ထိုးချိန်မှာပဲသူကအေးလုံးလို့ပသက်ကလေးတွေကိုမိုးထုတ်လိုက်ပါပြီအိမ်မော်ကိုလည်းမော်စန်းတွေလေးလာမယ်ဆိုတဲ့စိတ်နဲ့ဟိုစန်းဒီစန်းနဲ့လိုက်ကြည့်နေခဲ့ပါတယ်သူဆောက်တွေကိုတွေ့ရခဲ့ပါတယ်အဆောက်တွေမှာမော်စန်းတွေရေးထားတဲ့ဆိုတာတီးတော့မော်စန်းတွေကိုစလိုက်တာတော့မှပဲဖြစ်ပါသူကဒီဆောက်တွေမှာဘာတွေရေးထားတဲ့ဆိုပြီးတီးကျင်တာနဲ့ဆမ်ဖတ်တိတ်ပြီးဆမ်ဖတ်တက်တာဆိုတော့ဘယ်သူကိုတင်ခိုင်းကောင်းမလဲဆိုပြီးစဉ်းစားနေခဲ့ပါတယ်မော်စန်းကိုသူစားသုံးရေးကြည့်ပါတယ်သူနဲဆုံးတော့မော်စန်းတွေထွက်လာခဲ့ပါပြီမော်စန်းကတော့မိချမ်းပဲဖြစ်ပါတယ်